ဒီမှာကောင်းပါရဲ့လို့များကြီး ဟိုကောင်မကြီးတို့အများကြီးပဲ အားလည်းစားတယ်ဒီလိုစားတယ် အဲ့လိုစား ကြက်ပောင်လေးကတ်လေ အဲ့လိုမတင်ကိုတို့ရပြောလို့ ဟုတ်ပါ သူညာနာတော်လာတော့ဝင်ပေါ်နေကြောက်ဆိုကြပြီးပါတယ်ဒီ ဘယ်ကုန်းနဲ့ထပ်ပေးရမလဲ တုံးတော့အများကြီးပါပဲထမင်းနေတယ်အများကြီးထည့်ပဲနှစ်ပွဲစားတော့ထမင်းနေရောတဲမြစ်တွေရောပေါင်တွေရော ကြောက်ကြောက် တောက် အားကြောက်ကြ ရင်းစားမယ် ဟမ်ဆက်အောင် ဒီနားမှာပါ အပါနဲ့တူတယ်ဟုတ်တယ်မိုင်းတမောင်ဝင်အကူပေးလိုက်တာအခုချက်ချင်းဖြီးစားပလိုက်ရှင်းအဲ့လမ်းနဲ့စားပလိုက်တယ်အိမ်ကိုတယ်မသွား ဟိုကောင်ကငတ်မှာ အိမ်ကိုတယ်မသွား ဒီမှာလည်းဒါတမီလည်းရတယ် အေး ဒါတမီလည်းစားကြမှာပဲလို့ရှိတယ် ကျွတ်တော့ခလေးတော့ထားနေတယ် ဒီလည်းငါနဲ့တော့ထွက်ဆိုရတော့ခမား ဟုတ်တယ်အေး ဘာမလာဘူး အေးလေဟုတ်ပါနှစ်ထောက်မှာ ဒါတမီလည်းစားကြမှာပဲမရှိဘူးဒီမှာဝင်လို့ရတယ် အေးတို့ကလည်းရက်ဆက်တယ် စင်ရဲလေအရာစင်ရဲတဲ့ခိုင်းတာစင်ရဲဝါတော့ နဲဦးမရှိရမြဤကလေးနေမှာအဲ तू ကနဲနဲနဲ့တမီးနဲ ဒါ အဲ့ချထားတယ်အဲ့တိုင်းချထားတယ် အရင်က အောက်ချထားလိုက် မင်းကလည်းအရင်ထဲပြီ နဲ့ကျန်ထမင်းရိုက်ထည့်ပေးကြမယ်နော်အိုင်ဟင်းနဲ့ အောင်ကြမ်းထဲနေတယ်လားတဲ့ အောင်လက်ထည့်ခြင်းဟိုမှာမေးတို့ညီမတို့ထမင်းထည့်မယ်လို့နော်နဲ့ဖေး ဒါ တာ သားအတွက်ဟင်းရှိတယ် နဲ့ဂျိုင်းနဲ့လာယူလိုက်နော် ဟိုလေဟိုလိုထည့်ပေးလိုက်တာဟိုလေသမင်းကြောက်ဒီ ဟာငါပေါင်တွေ့လား ဒီလိုပေါင်မယ်မ အေးလေ အဲ့ဒါပေါင်မယ်တာပေါင်မဟုတ်ဘူး အဲ ဒီမှာသွားကောင်းစင်ရဲ အောင်တို့ထက်တော့ဘလို့ဖြစ်အောင်တို့ထက်တော့တော်တော်ဖိုက်စားနေအောင်တို့ထက်တော့တော်တော်ဖိုက်စားနေ အဲ့ဒါမေးရသူပြောတာလုပ်ရတာအဲ့ဒီလို အဲ့ဒါကနော်နာကြောက်ပြောတယ်ကူလေ ဒီနေ့ဆောင်တာဟုတ် တန်းတော့ ဟဲ့ရန်စာနေပြီလား ဖိုက်တော်မြန်စားနေအောက်ကြီးကမျောနေ ရိုးလေးရင် သားတယ်တွေးပြီးစောနာတက်ရိုးတွေ အများကြီးပဲ ငေါရွေးသားတွေရောကြက်သားတွေလည်းကျွေးလိုက်ပြီ မမေပြောတော့လာ လှမ်းကြည့်လိုက်အောင်ကြောက်ရင်ပို့ စီဦးမောင်မင်းတာ တယ်ဒီစားတယ်